အားလုံးကိုယေရှုနာမ၌မင်္ဂလာပါကျွန်တော်ပေါ့နော်ကျွန်တော်ယုံကြည်သူဖြစ်လာတာ10နှစ်ရှိပြီပေါ့နော်10နှစ်ကျော်ပြီပေါ့နော်ကျွန်တော်ရဲ့ဘယ်လိုပြောင်းလဲခဲ့တယ်ဆိုတဲ့အကြောင်းကိုပေါ့နော်ရှိတဲ့ line ပေါ်မှာရှိတဲ့ညီကိုမောင်နှမတွေအားလုံးကိုတိခိုင်းခြင်းလို့ဖြစ်ပါတယ်ဟောတော့ကတော့ကျွန်တော်တော့ဒီ line ပေါ်မှာတင်တာဖုန်းပေါ်ဒီအင်တာနက်ပေါ်မှာတင်တာဝါရဏမပါပါဘူးပေါ့နော်ဒီနောက်ပိုင်းမှာလူတွေကျွန်တော်လူမျိုးလူတွေလည်းအများကြီးရှိမယ်ပေါ့နော်လူတွေပို့ပြီးခွန်အားရဖို့ဖရာတကယ်ရှိတယ်ဆိုတဲ့အကြောင်းကိုတက်တည်ခံချင်တာဖြစ်ပါတယ်ကျွန်တော်ဆိုရင်အခုကျွန်တော်ဇာတိမှန်တော့ကျွန်တော်မိုးကုတ်ကဖြစ်ပါတယ်ကျွန်တော်ကပလောင်လူမျိုးဖြစ်ပါတယ်အဲ့နဲ့ကျွန်တော်2014 15လောက်မှာပြောင်းလဲခဲ့ကြဖြစ်ပါတယ်ကျွန်တော်ဘယ်မှာပြောင်းလဲလဲဆိုရင်ကချင်ပြည်နယ်မှာကျွန်တော်ပရင်တူရင်နဲ့အသက်ရှင်တော်ဖရာကိုကျွန်တော်ရခဲ့ခြင်းဖြစ်ပါတယ်အဲ့မှာကျွန်တော်တူငယ်ချင်းတစ်ယောက်ကယေရှုဖရာတကယ်အသက်ရှင်တယ်ဆိုတဲ့အကြောင်းကဲတင်ရှင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောခဲ့တယ်ကျွန်တော်မယုံပါဘူးတစ်နှစ်နေတဲ့အချိန်မှာပဲကျွန်တော်ယုံကြည်ခြင်းဖြစ်ပါတယ်ဖရာကိုယုံတဲ့အခါမှာလည်းကျွန်တော်ဒီလိုလွယ်နဲ့မယုံပါဘူးကျွန်တော်အောင်ပါမှာလူတွေအများကြီးပရင်တူးနေကြတယ်လူတိုင်းပရင်ရကြတယ်ကျွန်တော်ပရင်မရပါဘူးကျွန်တော်ယေရှုခရစ်တော်ကိုရခဲ့တာပါလမ်းစိတ်တော်သူများကျွန်တော်စိုက်ရတာဖြစ်ပါတယ်ယေရှုဖခင်တကယ်အသက်ရှင်ကြောင်းကယ်တင်ရှင်ဖြစ်ကြောင်းကိုကျွန်တော်တုငယ်ချင်းကမိဆိုင်ရတယ်ဆိုတဲ့အကြောင်းကိုသူပြောပြီးနောက်တစ်နှစ်နေတဲ့ချိန်မှာကျွန်တော်ပြန်ကြားရအောင်တဲ့ချိန်ခါမှာယေရှုခရစ်တော်ကိုကျွန်တော်မိဆိုင်ခေါ်ခြင်းဖြစ်ပါတယ်ယေရှုဖခင်တကယ်အသက်ရှင်လားလို့ကျွန်တော်ကောင်းကင်ကိုမော့ပြီးယေရှုခရစ်တော်ကိုကျွန်တော်စိန်ခေါ်ခဲ့တဲ့အခါမှာကျွန်တော်ပေါ်မှာတန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်ပြီးမှကျွန်တော်ရဲ့ဒီခေါင်းဂွေအလေတဲတဲကနေပေါ့နော်6ရောက်အထိကျွန်တော်ဆက်မှာဓာတ်လိုက်တယ်လို့ဓာတ်လိုက်လာတာဖြစ်ပါတယ်အဲ့လိုဓာတ်လိုက်ပြီးတဲ့နောက်မှာနှစ်40လောက်ကျွန်တော်ဝိညာဉ်တော်နဲ့အမှတူထီခြင်းခံစားရတာဖြစ်ပါတယ်ကျွန်တော်ဖခင်ရဲ့တကယ်ယေရှုခရစ်တော်တူထီလာတဲ့အခါမှာကျွန်တော်စကားမပြောနိုင်ဘူးမိနစ်40လောက်ဖခင်ရဲ့တကူတူထီခြင်းကြောင့်ကျွန်တော်တူထီခြင်းကြောင့်ပေါ့နော်ကိုရဲ့စိတ်တောင်ကိုတတိပြန်မိတယ်လို့ဖြစ်သွားတာပေါ့နော်ဒီခန္ဓာကိုယ်တောင်မိသွားလို့ဖြစ်သွားတာပေါ့နော်ဖခင်နဲ့တကယ်လို့ရရှိတဲ့အခါမှာကျွန်တော်မိနစ်40လောက်ကိုမိသွားတယ်ဖြစ်သွားတယ်အဲ့နဲ့ကျွန်တော်တို့ရုပ်ရှင်ယုံမှာကြည်နေတယ်လို့ပဲကျွန်တော်လှုပ်ဆောင်ခဲ့တဲ့အပြစ်တွေအားလုံးအဲ့မှာပေါ်လာခြင်းဖြစ်ပါတယ်ကျွန်တော်မကောင်းတာလုပ်ခဲ့တဲ့အားလုံးမှာမကောင်းတာလည်းတော်တော်များလုပ်ခဲ့ဘူးပါတယ်မူရည်စီဝါတွေတုံးခဲ့တယ်သူတပေါက်လေးလိန်ခဲ့တယ်မကောင်းမှုတွေတော်တော်များလှုပ်ဆောင်ခဲ့တယ်အဲ့ဒီရက်မှာကျွန်တော်လှုပ်ဆောင်ခဲ့တဲ့အရာအားလုံးတွေကျွန်တော်လူလားမြောက်တဲ့အချိန်ပေါ့နော်73 14အရွယ်ကနေစလှုပ်ခဲ့တဲ့အရာနားလည်နိုင်တဲ့အရွယ်ကနေစပြီးမှလှုပ်ဆောင်ခဲ့တဲ့မကောင်းတဲ့အရာတွေအားလုံးပေါ်လာတာဖြစ်ပါတယ်ကျွန်တော်ရုပ်ရှင်ကြည့်ရတယ်လို့ပါပဲပေါ်လာတဲ့အချိန်မှာကျွန်တော်ငရဲမလွတ်ဘူးဆိုတော့ကျွန်တော်တိသွားပါတယ်အဲ့ဒီချိန်မှာကျွန်တော်နှလုံးသားမှာယေရှုခရစ်တော်ဖခင်နှလုံးထဲမှာရောက်ပြီးသားဖြစ်ပါတယ်ဒါကြောင့်မိနစ်40လောက်ကြာတဲ့အခါမှာကျွန်တော်ဖခင်တခင်အသက်ရှင်တကယ်အသက်တကယ်ရှင်ကြောင်းကိုကျွန်တော်လက်ခံရရှိတယ်ကျွန်တော်မျိုးသမီးကလည်းကျွန်တော်မေးတယ်ဘာဖြစ်တယ်လဲပေါ့နော်ကျွန်တော်ယေရှုခရစ်တော်ကိုမိဆန်းစိန်ခေါ်ကြည့်တာပါလို့ပြောတာကျွန်တော်မျိုးသမီးကလည်းဒါဆိုဖခင်တခင်တကယ်ရှိတာပဲဆိုကျွန်တော်ဒီများနဲ့ရောက်ဒူးထောက်ပြီးမှခရစ်တော်အဲ့ဒီမှာယုံကြည်လက်ခံခဲ့တာဖြစ်ပါတယ်အနေကျွန်တော်တက်တည်ခံချင်တာအဲ့ဒီကျွန်တော်မူရစ်ဇီဝါတွေဆွဲတဲ့ဟာမှာအဲ့နေရာမှာပဲကျွန်တော်ရက်တန့်ဖြစ်ပြီးပေါ့ခရစ်တော်နောက်ကိုကျွန်တော်လိုက်ခဲ့တာဖြစ်ပါတယ်အခုဆိုရင်10နှစ်ကျော်ရှိသွားပါပြီအားနဲ့ဒုက္ခခက်ခဲစုံစမ်းခြင်းနဲ့အများကြီးကြော်ဖြတ်ခဲ့တတ်ပါတယ်အဲ့နဲ့ဖခင်ရဲ့ကူညီမဆာခြင်းကြောင့်အောင်ပြင်ပြီးမှအခုလက်ရှိမှာအမှုတော်မြတ်ထဲမှာပါဝင်နေခြင်းဖြစ်ပါတယ်ပေါ့ကျွန်တော်တက်တည်ခံခြင်းတာဤများလောက်ဖြစ်ပါတယ်ရောက်တိုင်းဖခင်ကောင်းကြီးပေးပါစေ